ဒီနေ့အလုပ်ကပြရောက်ခြင်းဖက်လက်စာစာအုပ်ဖြစ်တဲ့စာရေးဆရာသူဆောင်ရဲ့လက်ညှိုးထိုးရေးပန်းဝေသည်ဆိုတဲ့စာအုပ်ကိုဖတ်နေနေတနာတဲ့စိတ်ဝမ်းနေတဲ့စိတ်ဘာလို့မြန်ဒီလောက်တောင်ရက်ဆက်နိုင်ရတာလဲဆိုတဲ့အတွေ့အကြုံနဲ့တချို့စာသားလေးတွေကိုဖတ်ပြမယ်နော်ငါချစ်ရင်မိုးလီကားထောင်ပြီးမယ်ပင်လေကိုတရားခင်းပြီးမယ်ငါမုန်းရင်တော့ငရဲကိုတောင်ပြကြအောင်မီးရှို့ပြီးမယ်ဒီမှာဥတိုင်းမျိုးတလောကလုံးကိုပဲရှင်ပိုင်နေပါစီရှင်စည်းစိမ်ဥစ္စာကိုမတ်တဲ့မိမမျိုးထဲမှာကျမမပါဘူးကျမမှာချစ်သူရှိတယ်သူ့ကိုပဲလက်ထပ်မယ်သူနဲ့ပဲပေါင်းသင်းမယ်ရှင်လူမျိုးတွေကတော့ကဘာဆုံးသွားပါစီရောင်မပြီးခေါင်းရင်းမိခဲ့ရင်တော့မှနေမိတဲ့ခေါင်းကိုကိုယ်တိုင်ပြဖြတ်ပြမယ်အသားချင်းထိလိတ်ဒီနဲ့နှလုံးသားကနာမည်တစ်ခုကိုလှုပ်ခနဲ့ဖလန်ခေါ်သည်နှစ်ဦးသားရုံးကန်လူလိမ့်ရင်တဦးနဲ့တဦးပွေဖက်လိုက်ကြသည်အဝိအုပ်ထားသည်မို့တဦးကိုတဦးမမြင်ဒါပေမဲ့နှလုံးသားနှစ်ခုကခွဲမရအောင်နားလည်နေခဲ့ပြီးတဦးနာမည်တဦးခေါ်ရင်ပွေဖက်ထားကြတာအသက်နဲ့ခန္ဓာကိုယ်တွင်မြင်နေသည့်အလျာနှစ်ဦးလုံးကကိုထက်ချစ်ရသူအပေါ်ရိုးမယ်ရဲ့ငိုချိုက်တန်တို့နားရဲရောက်လာတော့ကျွန်တော်မျက်ရည်အလိုလိုကြားမိသည်ငိုပါနဲ့ရိုးမယ်ရဲ့ကျေးဇူးပြုပြီးမငိုလိုက်ပါနဲ့ရိုးမယ်ငိုရင်ကို့အသေးတွေနာလွန်းလို့ပါကနောင်ဘယ်မှာလဲသူမရဲ့ရင်းနှင်းသေးချပုဂ္ဂိုလ်တွေဘယ်မှာလဲရိုးမယ်အတွက်ဘာလို့အဲ့လောက်တော့ဒုက္ခခံရတာလေရိုးမယ်ရင်နာလိုက်တာရှင်နဲ့မဆက်လိုက်တာသွေးတန်ရဲရဲနဲ့ဒူးထောက်ကြနေတော့ကနောက်ပုံစံစက်ကဝမ်းများမကြည့်ရဲ့ပြီးတော့ဖူးညိုပြရောက်နေတော့ညဝင်းကွင်းများအောက်မှသူမကိုလှမ်းကြည့်နေတော့မျက်လုံးခန္ဓာကိုယ်မှဒဏ်ရာများကိုသတိမရတော့ပါဘာပဲပြောပြောသူမအသက်ရှင်ရအောင်မယ်သူမနဲ့ကနောင်ရဲ့နှစ်ဦးပေါင်းဘဝတစ်ခုအတွက်အသက်ရှင်ရအောင်မယ်ဘလို့ပဲဖြစ်ဖြစ်ပေါ့ကွယ်ချစ်သူလက်သာထိကင်ထားရရင်အသက်မရှူပေမဲ့လေအသက်ရှိနေပါလေချစ်သူလက်ညှိုးထိုးတိုင်းပန်းညူဝေပေးခြင်းနဲ့အဲ့ဒီအစွမ်းကိုလေကျွန်တော်ရခြင်းနဲ့တဲ့ဘဝရဲ့အချစ်မတူမရှင်းတာရင်ွယ်အသေးနာဆက်စရာအလိုကြငိုဆူငို